လုကျက်မှုပေါင်းအကြိမ်600ကျော်ကနေလွတ်မြောက်ခဲ့တဲ့ Fidel Castro 1959ခုနှစ်ဇန်နဝါရီလမှာ Fidel Castro ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေဟာအမေရိကန်ကြောတောင်နောက်ခတ်ပြီးအာဏာရှင်ပါတီစတာကိုဖြုတ်ချပြီးဟာဗာနာမြို့ထဲကိုအောင်ပွဲခံဝင်ရောက်လာပါတယ်။တော်လှန်ရေးအပြီး9လကြာပါတော့ Castro ဟာမြေယာပိုင်ဆိုင်မှုကိုဧက1000ထက်မပိုရလို့ကန့်သက်လိုက်ပါတယ်။အဲ့ဒီချိန်ကကျူးဘားမြေယာအများစုကိုအမေရိကန်တခြားကုမ္ပဏီကြီးတွေကပိုင်ဆိုင်ထားတာကြောင့်ဒါဟာအမေရိကန်ရဲ့စီးပွားရေးအာဏာကိုစတင်ရိုက်ချိုးလိုက်တာဖြစ်ပါတယ်။အမေရိကန်ကကျူးဘားရဲ့အဓိကပို့ကုန်ဖြစ်တဲ့တရားဝယ်လိုမှုကိုဖျက်တောက်ပြီးစီးပွားရေးအရာအကျပ်ကိုင်ခဲ့ပါတယ်။ဒါကိုကက်စတိုကအလျှော့မပေးဘဲကျူးဘားမှာရှိတဲ့အမေရိကန်ပိုင်ရေနံချက်စက်ရုံတွေဘဏ်တွေနဲ့တခြားစက်ရုံအားလုံးကိုပြည်သူပိုင်အဖြစ်တခုမကြံအတင်းအဓမ္မသိမ်းယူလိုက်ပါတယ်။တော်လှန်ရေးမတိုင်ခင်ကကျူးဘားလေသမားအများစုဟာသူများမြေမှာအငှားအလုပ်သမားအဖြစ်လုပ်ရတာဖြစ်ပြီးထွတ်သမျှဒီနယ်ရဲ့တဝက်နီးပါးကိုမြေရှင်ကိုပေးခဲ့ရပါတယ်။ကက်ဆိုက1959မြေယာဥပဒေအရမြေဧကအမြောက်များကိုသိမ်းယူပြီးလေသမားမိသားစုပေါင်း2သိန်းကျော်ကိုမြေပိုင်ဆိုင်ခွင့်တွေလက်ဝယ်အရောက်အခမဲ့ပေးရခဲ့ပါတယ်။မြေယာအလုံးကိုလူတူးချင်းစီကိုပေးခဲ့တာတော့မဟုတ်ပါဘူး။အလိုကျယ်ဝန်းတဲ့စိုက်ပျိုးရေးမြေကြီးတွေကိုတော့အစိုးရပိုင်စုပေါင်းစိုက်ပျိုးရေးခြံကြီးတွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။အဲ့ဒီမှာလောက်ကိုင်းတဲ့ပြည်သူတွေဟာအစိုးရစီကလစာကျန်းမာရေးစောင့်ရှောက်မှုနဲ့ပညာရေးကိုအခမဲ့ခံစား권ရရှိခဲ့ပါတယ်။ဒါဟာကျူးဘားလူထုကြားမှာသူ့ကိုသူရဲကောင်းတယောက်လိုအကြီးအကျယ်ထောက်ခံလာအောင်လုပ်နိုင်ခဲ့တဲ့အဓိကအချက်ဖြစ်ပါတယ်။ကက်စတိုကမြေယာတွေအတွက်ရော်ကြေးပေးမယ်လို့ပြောခဲ့ပေမဲ့အမေရိကန်ကုမ္ပဏီတွေကသူတို့ရဲ့အခွန်သက်သာအောင်အစိုးရစီမှလိမ်ညာတင်ပြထားတဲ့တန်ဖိုးနဲ့စည်ရင်အတိုင်းသာရော်ကြေးပေးမယ်လို့ဆိုခဲ့ပါတယ်။ဒါဟာအမေရိကန်အတွက်အကြီးအကျယ်နေတာစေခဲ့ပြီးနိုင်ငံခြားဆက်ဆံရေးတင်မာခဲ့တဲ့အဓိကအကြောင်းရင်းဖြစ်လာခဲ့ပါတယ်။ကက်စတိုကအမေရိကန်နဲ့ရန်သူဖြစ်ပြီးနောက်မှာဆိုဗီယက်ယူနီယံစီကနေစစ်ရေးစီးပွားရေးအကူအညီတွေယူခဲ့ပါတယ်။ဒါကြောင့်ပဲအမေရိကန်ဟာကျူးဘားရဲ့ကွန်မြူနစ်စနစ်ကိုဖြိုချပစ်ချစ်တဲ့အပြင်ကျူးဘားခေါင်းဆောင်ကက်စတိုကိုအဓိကရန်သူတော်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ကျူးဘားမှာကွန်မြူနစ်စနစ်အောင်မြင်သွားရင်ကျန်တဲ့လက်တင်အမေရိကနိုင်ငံတွေဖြစ်တဲ့ဗင်နီဇွဲလား၊ကိုလံဘီယာ၊ဘိုလီးဗီးယားစတဲ့နိုင်ငံတွေကလည်းကျူးဘားကိုအားကျပြီးတနိုင်ငံပြီးတနိုင်ငံကွန်မြူနစ်ဖြစ်ကုန်ကြလိမ့်မယ်လို့ယူဆပါတယ်။အဲဒီလိုဖြစ်သွားရင်အမေရိကန်ဟာကမ္ဘာအနောက်ချမ်းမှအဖို့မဲ့ပြီးဝိုင်းရပိတ်ဆို့ခံရမှာကိုစိုးရင်လို့ကက်စတိုရဲ့အစိုးရကိုအစကတည်းကအမြင့်ဖြတ်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။အမေရိကန် CIA ကကျူးဘားရဲ့ခေါင်းဆောင်ဖြစ်တဲ့ကက်စတိုကိုအရင်ဆုံးရှင်းလင်းပြဖို့ကြံစည်ခဲ့ပါတယ်။ကျူးဘားခေါင်းဆောင်ဖီဒယ်ကက်စတိုကိုလုံခြံမှုကြိုးပမ်းမှုတွေဟာတမိုင်းမှာအံ့ဩစရာကောင်းလောက်အောင်များပြားခဲ့ပါတယ်။ကျူးဘားထောက်လှမ်းရေးဌာနရဲ့အဆိုအရ CIA နဲ့တခြားအဖွဲ့အစည်းတွေဟာသူ့ကိုတပ်ဖြတ်ဖို့638ကြိမ်ထက်မနည်းကြိုးပမ်းခဲ့တယ်လို့သိရပါတယ်။ CIA ကဒီလုံခြံမှုစာတမ်းတွေကို2009ခုနှစ်မှာမှလူထုကိုချပြခဲ့တာဖြစ်ပြီး CIA ကကျူးလွန်ခဲ့တဲ့တရားမဝင်တဲ့လုပ်ရက်တွေနဲ့ထူးဆန်းတဲ့လုံခြံမှုစီမံကိန်းတွေကိုအသေးစိတ်ဖော်ပြထားပါတယ်။ဒီလုံခြံမှုတွေထဲမှာတချို့လုံခြံမှုတွေကရေစရာကောင်းလောက်အောင်စိတ်ကူးရင်ဆန်တဲ့လုံခြံမှုတွေလည်းပါဝင်ပါတယ်။အဲဩစရာကောင်းဆုံးချက်က CIA ဟာကက်စတိုကိုတပ်ဖို့အတွက်အမေရိကန်ကနာမည်ကြီးမာဖီးယားခေါင်းဆောင်တွေဖြစ်တဲ့ Johnny Roselli, Sam Giancana တို့ကိုအကူအညီတောင်းခဲ့တာပါ။ CIA ကသူတို့ကိုအစိတ်ဆေးတော့6000ပေးခဲ့ပြီးကျူးဘားမှာရှိတဲ့ကက်စတိုနဲ့နီးစပ်သူတွေကတဆင့်အစားအသောက်ထဲထည့်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူတွေကကြောက်ပြီးမလုပ်ရတာကြောင့်ပြက်ပြဲခဲ့ပါတယ်။ CIA ဟာကက်စတိုကိုအသက်တရားအောင်တပ်ဖို့တွေမကပဲသူ့ရဲ့ကိုယ်သိက္ခာကိုလူကြားထဲမှာပြပြအောင်လုပ်ဖို့လဲစူးစမ်းခဲ့ပါသေးတယ်။သူတောင်းမဲ့မင်းရှိတဲ့ကိုအစိတ်ဆေးတောင်ထည့်တာအစိတ်ပါတဲ့ဆစ်လိပ်ပေးတာနဲ့အစိတ်ပါတဲ့ဂလောင်တန်နဲ့ထိုးတာသူရင်ကုန်းမဲ့နေရာမှာပောက်ကွဲစေမဲ့ခရုပေါ်ထားတာသူ့ရဲ့မုန်းစိတ်တွေကျွတ်သွားအောင်ဖက်နှက်ထဲကိုဆေးအမုံတွေထည့်တာလူကြားထဲမှာစကားမပြောအောင်စိတ်ကြွစီဖြန်းတာစတဲ့လုံခြံမှုတွေကိုစီစဉ်ခဲ့ပေမဲ့တခုမှမအောင်မြင်ခဲ့ပါဘူး။ကက်စတိုရဲ့လုံခြုံရေးအဖွဲ့ဟာအလွန်တော်ပြီး CIA ရဲ့အစီအစဉ်တွေကိုကြိုတင်သိရှိဖျက်တောင်းနိုင်ခဲ့ပါတယ်။ကက်စတိုကိုယ်တိုင်ကလည်းနေရာတစ်ခုထဲမှာအကြာကြီးမနေတယ်လို့အစားအသောက်ကိုလည်းအမြဲစစ်ဆေးပါတယ်။ CIA ရဲ့အစီအစဉ်တချို့ဟာလက်တွေ့မှာဖြစ်နိုင်ခြေနဲ့မှလွန်လာကြမအောင်မြင်ခဲ့တာဖြစ်ပြီးအခုလိုအချိန်ပေါင်းများစွာအသက်ဘေးကလွတ်ခဲ့တာဟာကက်စတိုရဲ့ကံကောင်းမှုကြောင့်လို့လည်းအများကယူဆကြပါတယ်။သူဟာသူ့ကိုလုံခြံမှုတွေကိုလောက်ပြောင်တဲ့အနေနဲ့အကယ်၍လုံခြံမှုတွေကနေလွတ်မြောက်တာဟာအိုလံပစ်အားကစားတီးတစ်ခုသာဆိုရင်ကျွန်တော်ရွှေတသိန်းရမှသိကြတယ်လို့ပြောခဲ့ပူပါတယ်။ဖီဒယ်ကက်စတိုဟာ2016ခုနှစ်နိုဝင်ဘာ25ရက်အသက်60အရွယ်မှာကွယ်လွန်ခဲ့ပါတယ်။သူကွယ်လွန်ခဲ့တာဟာလုံခြံခံရလို့မဟုတ်ပါဘူး။တဘာဝအတိုင်းလူကြီးရောဂါနဲ့ကွယ်လွန်ခဲ့တာသာဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် Knowledge Hub ကို follow ထားနိုင်ပါတယ်။